မင်္ဂလာပါ Anime Recap စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ Soul Light Star ရဲ့အပိုင်း10ကိုကြည့်ရှုသွားမှာပဲဖြစ်ပါတယ်။ဒါနဲ့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့မှုမှာတောင်းဆိုချင်ပါတယ်။လီယိုဖုန်းကသူ့ကိုရစ်ပတ်ထားတဲ့လျှက်စစ်ငရှင်ဘလူးတွေကြောင့်ယင်တီဗီလျှက်စစ်ရှော့ဖြစ်နေပါတယ်။သူကသူ့ရဲ့ဝိညာဉ်စွမ်းရည်ကိုအသုံးပြုပြီးလက်နက်တွေနဲ့သူတို့ကိုအပိုင်းပိုင်းဖြတ်ကရေထဲကနေပြန်ထွက်လာပါတယ်။အသက်ရှင်ခဲ့ပြီဆိုတဲ့တတ်တရာရမှုခံစားနေရပြီးရေနဲ့အရန်နီးကပ်စွာပြန်တန်းနေတာကိုရှောင်ရမယ်လို့မှတ်သားနေတော့မှာပဲ။အစွမ်းတက်တဲ့လျှက်စစ်မွေဘလူးတစ်ကောင်ကရေအောက်ကနေဖန်တီးလိုက်တဲ့လေစင်နှမောင်းတစ်ခုနဲ့ရေတွေကသူ့ပတ်လည်မှာမြင့်တက်လာပါတယ်။သူ့ရဲ့ဝိညာဉ်စွမ်းအားတွေကသူ့ကိုဆုပ်ယူပြီးပါဇက်ထဲသို့ဆွဲချနေတဲ့လေစင်နှမောင်းတွေကနေပြန်ထွက်ဖို့မလုံလောက်တာကြောင့်သူကသူ့ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးဓာတ်တွေကိုသူ့လက်တီစီပို့ဆောင်ကဓာတ်လက်တီထိုးချက်နဲ့ဘလူးကိုထိုးခွဲပြီးအောက်ကိုစိုက်တင်သွားပါတယ်။ဒါပေမဲ့အဲ့ဒီဘလူးကိုမတတ်နိုင်ခဲ့ပါဘူး။ဘလူးရဲ့ကြံ့ခိုင်မှုကြောင့်သူအားတင်သွားပြီးရုတ်တရက်လှုပ်ဝက်ဆန်းနေတဲ့ဘလူးတစ်ကောင်ကရေကန်အောက်ကနေစူညံတန်တွေပေးလာတဲ့အခါမှာတော့သူ့ကောင်းကိုဖိကင်လိုက်ရပါတယ်။အဲ့ဒီနေရာမှာဘလူးလှုပ်ဝက်ဆန်းချက်မှုတွေရှိနေလဲဆိုတာကိုသိဖို့ရေကန် area ကိုထပ်ပြီးတော့စူးစမ်းဖို့သူဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လီအောင်ကရေကန်မျက်နှာပြင်ပေါ်မှာပြန်တန်းလာပြီးလီယိုဖုန်းကဒီနေ့အသက်ရှင်မှာမဟုတ်ဘူးလို့ကတိပြုနေတာကိုမြင်တွေ့ရပါတယ်။လီယိုဖုန်းကမျိုးကိုတွေပုံနှံ့နေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့ကျိုးနှကျုံကိုရောက်လာပြီးသူ့ရဲ့ဝိညာဉ်အာယုံခံစားမှုတွေနဲ့အာယုံခံကြည့်တဲ့အခါဘာမှမတွေ့ရတဲ့အတွက်အားတင်သွားပါတယ်။သူ့ရဲ့စိုးရင်ပုံမှန်မှုကပိုကြီးလာပြီးတော့ရေကိုထိလိုက်တဲ့အခါမှာတော့ရေဘလူးတွေရှိနေတာသိကြနေပေမဲ့ဘာမှအာယုံမခံစားနိုင်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကိုသဘောပေါက်တဲ့အပြင်လီအောင်ကသူ့ကိုရှာဖို့ဒီရေကန်ကိုဖျက်ချော်လာရလိမ့်မယ်ဆိုတာသိတာကြောင့်လီအောင်သူ့ကိုတွေ့နိုင်ဖို့နာရီကိုဖွင့်ပြီးပိုပြီးအတွေ့အကြုံရှိတဲ့စစ်တီတော်ကိုချောင်းမောင်းတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။ဗန်နီနာကဒါကထောင်ချောင်းဖြစ်နေမှာကိုစိုးရိမ်နေပြီးဒီအောင်ကဟုတ်တယ်လို့ပြောပေမဲ့သူ့မှာ blogger စစ်ရှိနေတာကြောင့်လီယောဖုန်းကသူ့ကိုထိကောက်နိုင်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။လီယောဖုန်းချပြရနဲ့သူ့ကိုအစွမ်းနဲ့လက်စစ်ရေဘလို့အုပ်စုကတိုက်ခိုက်ပါတယ်။သူတို့နဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတော့မှာပဲရေထဲမှာအမဲအပေါ်ကြီးတစ်ပေါက်ပွင့်လာပြီးအလုံးအစွမ်းနဲ့တဲ့ဘလူးတစ်ကောင်ကလက်တံလေးပြစ်ထုတ်ပြီးလီယောင်ကိုဆွဲချသွားပါတယ်။ဒီအတော်အတွင်းမှာလီယောဖုန်းကတရားထိုင်နေပြီးလီယောင်ဘာလို့နောက်ကျနေလဲလို့တွေးနေပါတယ်။သူကျွန်းရဲ့အလဲဘိုးကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။လီယောင်ကိုဘလူးကကမ်းပေါ်ပစ်တင်လိုက်ပြီးသူတွားသားနေတော့မှလက်တံတွေကသူ့နောက်ကိုလိုက်လာပြီးမဲ့ရုတ်တရက်ရက်တံပြီးပြင်ယူသွားပါတယ်။ဒီလောက်အစွမ်းတဲ့ဘလူးကဘာလို့ဆုတ်ခွာသွားရတာလဲလို့သူအံ့ဩနေပြီးကျိုးပေါ်မှာတစ်ခုခုကသူ့ကိုကြောက်လန့်စေတာဖြစ်နိုင်တယ်လို့ theory ထုတ်လိုက်ပါတယ်။သူကြောက်တုံးတစ်လုံးကိုမိပြီးနားနေရင်ဗန်နီတာကိုဖုန်းခေါ်ကလီယိုဖုန်းရဲ့ဒီနေရာကိုတွေ့ပြခိုင်းပါတယ်။လီယိုဖုန်းကသူ့ရဲ့ညီစီကနေပုံလက်ခံရရှိပြီးသူ့ညီရဲ့ချစ်သူကသူ့ကိုမတွေ့နိုင်တာကိုပြောပြကြပါတယ်။လီယိုဖုန်းကဒီနေ့ကောင်လောက်မှာသူအသက်ရည်ကိုရရှိမှဖြစ်ပြီးလမ်းလျှောက်နိုင်ကသူ့ချစ်သူနဲ့နေနိုင်မှာဖြစ်တယ်လို့သူ့ညီကိုပြောပြပါတယ်။ဖုန်းပြောပြီးတဲ့နောက်မှာတော့လီယိုဖုန်းကအအော်စရာကောင်းလောက်အောင်စိတ်လန်းဆိုပြနေတဲ့တောနက်ကြီးရဲ့ကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ကိုအပင်ဘလူးတွေကတိုက်ခိုက်ပြီးအဲ့ဒီအပင်ဘလူးကိုအနာယူပြီးတဲ့နောက်မှာတော့ဒီအပင်ကဒီနိုင်ငံရဲ့မျိုးရင်းမဟုတ်ပဲဘလို့ရောက်လာတယ်လေလို့အံ့ဩသွားပါတယ်။သူ့ကိုရွှေရောင်ဝင်မေလို့ခေါ်တဲ့နောက်ထပ်အပင်ဘလူးတစ်ကောင်ကတိုက်ခိုက်ပါတယ်။အဲ့ဒီအပင်ရဲ့တစ်နယ်ပင်တစ်ပင်ကိုတော့သူခဲရင်စွာဖြတ်နိုင်ပြီးသူ့ကိုတစ်ချိန်ထဲမှာဆယ်ကနက်များစွာကတိုက်ခိုက်နေပါတယ်။သူဓာတ်တွေကိုလုံလုံလှည့်ပတ်ပြီးမြေအောက်ကိုတိုးဆင်းသွားပြီမဲ့သူ့ရဲ့တစ်နယ်ပင်တွေကသူ့နောက်ကိုလိုက်လာနေပါတယ်။နောက်ဆုံးမှာတော့လုံမြောက်ဖို့လုံလောက်တဲ့အထိဝေဝေးကိုတိုးဆင်းနိုင်ခဲ့ပြီးသူ့ရဲ့ရှာဖွေတွေ့ရှိမှုကကဘာကြီးကိုအားအသင့်စလိမ့်မယ်လို့သိရတဲ့အတွက်ဝမ်းသာသွားပါတယ်။ဒီကျုံးဟာရိတ်ဆန်ဘလူးတွေကင်းမဲ့နေတာဟာအပင်ဘလူးတွေအုပ်စိုးနေလို့ပါပဲလီအောင်ကလီယိုဖုန်းတက်လိုက်တဲ့အပင်ဘလူးအသေးကိုတွေ့ပြီးလီယိုဖုန်းကိုဖမ်းပြီးဖို့နေဆက်လာပြီဆိုတာသဘောပေါက်သွားပါတယ်လီယိုဖုန်းကိုတိုက်ခိုက်ခဲ့တဲ့ရွှေရောင်ဝေမေကိုမြင်လိုက်ရတဲ့အခါသူ့မျက်လုံးတွေကအားအသင့်တော်ပြူကျဲသွားပါတယ်လီယိုဖုန်းကသူ့တွင်းထဲမှာပုံအောင်နေပြီးဝေလိုးပင်တိုက်ခိုက်မှုကိုရှောင်ကြဖို့မြေအောက်ကနေလမ်းကြောင်းအသေးကိုတူးဆင်းဖို့ဆုံးဖြတ်လိုက်ပေမဲ့အတန်တစ်ခုကြားလိုက်ရပြီးအပေါ်မှာလီအောင်ရှိနေတာကိုသဘောပေါက်သွားပါတယ်လီအောင်ကဗန်နီနာနဲ့ဖုန်းပြောနေပြီးဒီနေရာမှာအပင်ဝန်းကျင်12ခုတည်းမကရှိနေတာကြောင့်ကံကောင်းခြင်းကိုတွေးရှိခဲ့ပြီလို့ရှင်းပြနေပါတယ်ရွှေရောင်ဝေလိုးပင်ကိုဝေလိုးပင်ဝန်းကျင်လို့သိကြပြီးအနှစ်တစ်ထောင်သားဝေလိုးပင်ဝန်းကျင်ရဲ့နှလုံးသားဟာငကားသွေးတဲ့စစ်တီတော်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုပုံမတိုးမြင့်ပေးနိုင်ပါတယ်။သူကဒီအစိုးဝေးထဲမှာအနှစ်1000သားနဲ့8000သားဝေလိုးပင်ဝန်းကျင်တွေရှိနေပြီးသူတို့ရဲ့နှလုံးသားတွေကအနှစ်1000သားဝေလိုးပင်ဝန်းကျင်ရဲ့နှလုံးသားတဲ့အချိုးသားအလိုက်ပုံမအစွမ်းတဲ့လို့ခံမှန်းထားပါတယ်။ဗန်နီနာကဝမ်းသာအားရဖြစ်သွားပြီးအဲ့ဒီနှလုံးသားတွေနဲ့ဆိုရင်လီအောင်ကစစ်နဲ့ဖျားတဲ့ကြော်လို့ပြီးသူတို့နှစ်ယောက်ကကမ္ဘာပေါ်မှာအစွမ်းတဲ့ဆုံးလူတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။လီအောင်ကသူတယောက်တည်းမလုံးနိုင်ဘူးလို့ဝန်ခံပြီးလီယောဖုန်းလိုမျိုးဝိညာဉ်ဆရာတယောက်အပါဝင်ပေါ်လီနဲ့မိသားစုကအပွဲဝင်တွေကိုခေါ်လာဖို့ဗန်နီနာကိုတောင်းဆိုပါတယ်။လီယောဖုန်းကဒါကိုကြားပြီးပုံးတွေကစစ်ပရင်ခမ်းမကိုအကူအညီခေါ်တဲ့မခေါ်တဲ့စဉ်းစားနေပါတယ်။စစ်ပရင်ခမ်းမအဖွဲ့ဝင်တွေကလီယောရဲ့အရန်တက်တွေမရောက်ခင်ရောက်လာရင်လီယောကထွက်ပြေးသွားမှဖြစ်ပြီးသူ့ကိုတတ်ဖို့နောက်ထပ်အကူအညီရတော့မှာမဟုတ်ဘူးလို့ဆုံးဖြတ်ပြီးစောင်းလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်စစ်ပရင်ခမ်းမအဖွဲ့နဲ့တဲမိသားစုတို့တစ်ချိန်နဲ့ရောက်လာပြီးမလွဲမသွေဖြစ်လာမဲ့တိုက်ပွဲမှာလီယောကိုတက်ကိုအခွင့်အရေးရဖို့သူဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ပိုလီနဲ့မိသားစုအကြံဝေးအဖွဲ့ဟာဝိယုံချုံစစ်တီတော်3ဦးကိုခေါ်ယူတာကိုမြင်တွေ့ရပါတယ်။သူတို့တွေကတယောက်ကစလိတ်ကြာကိုပြစ်ချပြီးသူ့ရဲ့ဝိညာဉ်စွမ်းရည်ကိုအသုံးပြုပြီးပြကွယ်တဲ့ကိုဖန်ယူလိုက်ပါတယ်။သူကသူ့ရဲ့အကောင်ဆုံးတငယ်ချင်းတစ်ယောက်ဖြစ်တဲ့သွေးငှက်ပြန်တော်လူသိများတဲ့ကဘာကျော်စစ်တီတော်အီဘိုနဲ့ဝက်ဝုံလုံးနာမည်ပြောင်းပေးထားတဲ့စစ်သားကေတာတို့ကိုမိတ်ဆက်ပေးပါတယ်။စစ်သားတအုပ်ကဝက်ဝုံရဲ့ဓာတ်ကိုတွားယူတဲ့အခါဓာတ်ရဲ့အလေးချိန်ကြောင့်လဲကျလို့နေပါဖြစ်သွားပါတယ်။သူတို့ကအရန်တက်တွေမှာပါပဲထက်ခွာသွားကြပြီးအုပ်စုကတော့ကေတာလန်လို့ခေါ်တဲ့ဝိညာဉ်ဆရာက
လောဘသောတိုက်ပြီးအပင်နှလုံးသားအချုပ်ကိုယူသွားနိုင်နှလုံးသားအချုပ်ကိုယူသွားနိုင်တယ်လို့ပြောဆိုကြပါတယ်။ဒါပေမဲ့အကြီးကဲကကေတလန်ကခေါင်းဆောင်ဖြစ်ခြင်းနဲ့ရင်၃နှစ်ကလေးကဂျာတုကိုယူနိုင်ခဲ့မှာဖြစ်ကြောင်းရှင်းပြပါတယ်။ပေါ်လီနဲ့မျိုးနွယ်စုဟာကေတလန်ရဲ့အလွန်မဲဆွမ်းအားကြောင့်မြန်မာရဲ့ယာရုကိုရရှိခဲ့တာဖြစ်ပြီးသူခိုးယူတဲ့အပင်နှလုံးသားတွေကနေရတဲ့ခွန်အားတိုးလာမှုတိုင်းဟာမျိုးနွယ်စုအတွက်သာအကျိုးရှိစေလိမ့်မယ်လို့သူဆက်ပြောပါတယ်။ဒီအတော်အတွင်းမှာလီယိုဖုန်းကမာရှယ်ကလပ်ကိုခေါ်လိုက်ပြီးအဖွဲ့ဝင်တို့ကသူ့ရဲ့လက်ချောင်းတွေကိုချိုးလိုက်ရုံနဲ့ပြန်တန်းနေတဲ့ဘလူးအုပ်စုတူလုံးကိုအေးခဲစေလိုက်ပါတယ်။သူတို့ဟာအပင်ဝန်းကျင်နှလုံးသားတွေခွဲဝမှုအကြောင်းဆွေးနွေးကြပြီးရေခဲလက်ချောင်းစီတီတော့ကတော့သူ့ခုံအားလုံလောက်နေတာကြောင့်သူ့ရဲ့အဆုရှယ်ယာကိုတော့မလိုအပ်ဘူးလို့ပြောပါတယ်။လီယိုဖုန်းကပြုံးလိုက်ပြီးပေါ်လီနဲ့မိသားစုကြောက်လာတာကိုအာရုံခံမိတာကြောင့်တိုက်ပွဲအတွက်ပြင်ဆင်လိုက်ပါတယ်။လီယိုဖုန်းကသူတို့ကိုလိုအပ်တာစောင့်ကြည့်နေပြီးကေတလန်ကလီယောင်ကိုဝေလိုးပင်တွေကတိုက်ခိုက်ရမှာတိတ်မကောင်းတာကြောင့်ဘာလို့သူ့ဘာသာမကင်တွေနိုင်တာလဲလို့မေးပါတယ်။ဒါပေမဲ့လီယောင်ကဝေလိုးပင်ကတခြားသူတွေတဲ့ပေါ်အစွမ်းတက်ပြီးသူအနေနဲ့မခံချင်ဘူးလို့ရှင်းပြပါတယ်။အဲဒီနောက်မှာတော့ကေတလန်ကအရာတစ်ခုကိုအာရုံခံစားမိပြီးလီယောဖုန်းကသူမဟုတ်ပါသေးနဲ့လို့မျှော်လင့်နေပါတယ်။အမှန်တကယ်ကတော့တိုက်ခိုက်နေတဲ့အပင်ဘလူးတစ်ကောင်ဖြစ်ပြီးကေတလန်ကသူ့ရဲ့ဝန်းကျင်ထိရုံထားတဲ့ဓာတ်နဲ့ကင်တွေဖြစ်ချင်းလိုက်ပါတယ်။ပေါ်လီနက်တွေကဝေလိုးပင်တွေကိုဘလို့အကောင်းဆုံးကင်တွေရမလဲဆိုတာဆွေးနွေးကြပြီးကေတလန်ကလီယောင်နဲ့သူ့တငယ်ချင်းနှစ်ယောက်ကိုဘရင်ရဲ့ဘေးနားကတဲ့ပင်ကိုတိုက်ခိုက်ပြီးဘရင်ကိုသူ့အတွက်ချန်ထားခဲ့ဖို့ပြောလိုက်ပါတယ်။လီယောဖုန်းကကေတလန်ရဲ့ဝန်းကျင်စားဟာဓာတ်14ချောင်းကိုတပြိုင်နက်ထိညွှန်နိုင်တာကိုအထင်ကြီးသွားပါတယ်။သူကပေါ်လီနက်စစ်တီတော်၄ဦးတွေက3ဦးမှာ Black Ops စစ်တွေရှိနေတာကိုလည်းအသတိပြုမိပါတယ်။လီယိုဖုန်းကကေတလန်ဝေလိုးပင်နဲ့တိုက်ခိုက်နေတာကိုကြည့်နေရင်ကေတလန်ရဲ့လက်ကင်ဓာတ်ချက်တွေကသူ့ကိုယ်ပိုင်နဲ့တိတိတတ်တာပွားကောင်းပေမဲ့သူ့ရဲ့ဝန်းကျင်ထိရောက်ထားတဲ့ဓာတ်ချက်တွေကပိုပြီးအားနည်းနေတာကိုသတိပြုမိပါတယ်။လီယိုဖုန်းကကေတလန်ရဲ့ဝန်းကျင်စားကသူ့ဓာတ်ပိုအားကောင်းရင်လားလို့တွေးနေပါတယ်။ရုတ်တရက်ကေတလန်ကဝေလိုးပင်ကိုထိုးနှက်လိုက်ပြီးဘရင်ကိုလက်အောက်ခံလိုက်ပြီးဖြစ်တာကြောင့်ကျန်တဲ့သူတွေကိုကျန်တဲ့ဝေလိုးပင်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။အနည်းတစ်ထောင်သားဝေလိုးပင်နှလုံးသားပြုတ်ကျလာတဲ့အခါမှာတော့လီယိုဖုန်းကသူ့ရဲ့ဝန်းကျင်စွမ်းအားနဲ့နှလုံးသားကိုသူ့စီဆွဲယူရင်လှုပ်ရှားမှုကိုစတင်လိုက်ပါတယ်။ကေတလန်ကသူ့ရဲ့ဝန်းကျင်စွမ်းအားတွေနဲ့ဖမ်းယူလာပြီးခဏတာစိတ်ပိုင်းဆိုင်ရာအပိုင်မျိုးတို့ကိုစတင်ဖြစ်ပေါ်ပါတယ်။လီယိုဖုန်းကတစ်ပင်အများအပြားကိုသူတို့စီပြပပြီးနှလုံးသားကိုယူဆောင်ကထွက်ပြေးသွားပါတယ်။ဒေါသထွက်နေတဲ့ကေတလန်ကလီယောင်ကိုသူ့ရဲ့ဝန်းကျင်စွမ်းအားတွေနဲ့ဆွဲယူပြီးလီယိုဖုန်းကကျုံးပေါ်မှာရှိနေရုံသာမကဝန်းကျင်စရာတယောက်လည်းဖြစ်နေတာကိုဘာလို့မပြောပြတာလဲဆိုပြီးသူ့ကိုတတ်ဖို့ပြင်ဆင်နေပါတယ်။လီယိုဖုန်းကထွက်ပြေးဖို့မြေအောက်ကိုနက်နက်ရှိုင်တူးဆင်းသွားပြီးမတော်တဆကိုတခုနဲ့ရောက်သွားကမြည်ရည်စီကသူ့ကိုလဲချသွားတဲ့အတွက်နှလုံးသားကိုဆုံကျုံသွားပါတယ်။ကေတလန်ကလီယောင်ကိုလွတ်ပေးလိုက်ပြီးလီယိုဖုန်းကဒီလိုရဲရဲနဲ့လှုပ်ရှားမှုကိုလုံးဆောင်နေဆိုရင်သူကမာရှယ်ကလပ်ကိုအကူအညီခေါ်ထားတာသိကြတယ်လို့သဘောပေါက်သွားတဲ့အတွက်လီယောင်ကိုဘသူလဲဆိုတာရှင်းပြခိုင်းလိုက်ပါတယ်။မာရှယ်ကလပ်မြောက်လာခင်ထွက်ပြေးနိုင်ဖို့အပင်နှလုံးသားတွေကိုတက်နိုင်တဲ့များများရယူဖို့သူတို့ကိုအမိန်ပေးလိုက်ပါတယ်။ဒါကလီယောင်ကိုဒေါသထွက်သေးပြီးသူတိတ်တိတ်လေးဒေါသထွက်နေပါတယ်။လီယောဖုန်းကမြေအောက်ကိုစွတ်သက်ရင်မြေရဲ့ရေစီးကြောင်းကပုံမှန်မဟုတ်ပဲဘလူးအသေးကောင်တွေဒါမှမဟုတ်အနံသိုးတွေမရှိဘူးလို့မှတ်ချက်ချပါတယ်။သူထိုင်ကြပြီးသူလုံးတဲ့အတိုင်းမာရှယ်ကလပ်ကိုဝေလုံးနှလုံးသားအကြောင်းအစီရင်ခံနေလားဒါမှမဟုတ်ဒါကပေါ်လီနက်တွေကိုသူ့ရဲ့တင်ညာကိုသတိပေးမိမှာလားဒါမှမဟုတ်သူ့ကိုသူအသုံးပြုပြီးဒီအစွမ်းကသူတို့ကိုအနိုင်ယူဖို့လုံလောက်မယ်လို့မျှော်လင့်နေလားဆိုတာကိုဆုံးဖြတ်လိုက်ပါတယ်။သူဝေလုံးနှလုံးသားကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသူ့နိုင်နဲ့ရှာဖွေကြည့်လိုက်ပါတယ်။သူကိုသူအသုံးပြုလိုက်ပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနှမျိုးလုံးတိတိကျကျမြင်နေလာတာကိုခံစားလိုက်ရပါတယ်။သူကအခုဆိုရင်ထိတ်တန့်စစ်နဲ့ပြဝဉ္ဉင်စရာတယောက်ဖြစ်နေပါပြီ။သူကသူ့ရဲ့အစွမ်းတစ်တွေနဲ့ပေါ်လီနက်စစ်တီတော်တွေကိုရှင်းနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဒီအောင်ကိုတက်ဖို့ပြန်တန်းသွားပါတယ်။သူတို့ဝေလိုးပင်တွေနဲ့တိုက်ခိုက်နေတာကိုမြင်လိုက်ရပြီးသူတို့ရဲ့စွမ်းရည်တွေကိုတိုင်းတာဖို့သူတို့ကိုဆောင်ကျဉ်နေပါတယ်။သူတို့ကဝေလိုးပင်ကိုတက်လိုက်ပြီးအနေတစ်သောင်းသားနှလုံးကိုရှာဖွေဖို့စတင်ကြပါတယ်။ဒီရောဖုန်းကခိုးကြောင်ခိုးဝမလို့တော့ပဲခြုံပုံထဲကနေပေါ်ပါထွက်လာပါတယ်။သူကသူတို့၄ယောက်လုံးကိုတပြိုင်နက်တိုက်ခိုက်ပြီးသူတို့တစ်ချက်မှမထိခိုက်သေးပဲ၄ယောက်လုံးကနိုင်ယူနိုင်ခဲ့ပါတယ်။သူကအနှစ်တစ်သောင်းသားဝေလုံးနှလုံးသားကိုကောက်ယူလိုက်ပါတယ်။လီယောင်ကထွက်ပြေးသွားပြီးကျန်တဲ့ဖွဲ့သားတွေကအတားသေးလှဝေးထားပြီးလီယောဖုန်းကသူ့ကိုလိုက်လံတိုက်ခိုက်ပါတယ်။သူ့ရဲ့ Black Ops စစ်တာမရှိရင်တေးသေးနိုင်တဲ့ထိုးနှက်ချက်တွေနဲ့သူ့ကိုတက်တိုက်ထိုးနှက်နေပါတယ်။လီယောင်ကသူ့တိုက်ခိုက်မှုတွေရဲ့တရားမှုကိုအသုံးပြုပြီးသူတို့နှစ်ယောက်ကြားမှာအကွာအဝေးတစ်ခုရရှိဖို့ကြိုးစားနေတာကြောင့်တခုကိုအစီအစဉ်ရှိပုံရပါတယ်။ဒီရောဖုန်းကိုလက်တံတစ်ခုနဲ့ထိမှန်လိုက်ပြီးလီယောင်ကသူ့ကိုအစောပိုင်းကလက်တံဘလူးရဲ့လက်ထဲဆွဲကောင်ဖို့တွေးတောင်းနေတာကိုသဘောပေါက်သွားပါတယ်။လီယောဖုန်းကလက်တံဘလူးကိုရှောင်နေလိုက်ပေမဲ့လီယောင်ကထွက်ပြေးလွတ်မြောက်သွားပြီးလီယောဖုန်းရှာမရိနိုင်တဲ့နေရာမှာပုံအောင်နိုင်ခဲ့ကသူမလိုရင်ညွန့်နဲ့တယောက်ယောက်ကဖုန်းခေါ်လိုက်ပါတယ်။လီယောဖုန်းကပြန်လဲလာပြီးကျန်တဲ့ပေါ်လီနက်တွေအပင်ဝင်းညင်နှလုံးသားတွေကိုစုဆောင်းနေတာကိုတွေးလိုက်ရပါတယ်။သူတို့ကဥတီယာ3နေရာကိုပြေးသွားကြပြီးလီယောဖုန်းက Black Ops စစ်မပါတဲ့တအူးတဲ့သောဝုံကိုရပ်တန့်လိုက်ပါတယ်။ဝုံကလက်နက်ချပြီးတိုက်ခိုက်ခြင်းမရှိဘဲနှလုံးသားကိုပေးလိုက်ပါတယ်။လီယောဖုန်းကသူ့ကိုတောင်းဝင်ပြလိုက်ပြီးဝုံကထွက်ပြေးရင်နောက်တစ်ချိန်စစ်နက်ဖျားအကောင်စီမှာတွေ့ရင်အချိုရီကသူတောင်းဝင်ယူပါမယ်လို့ပြောလိုက်ပါတယ်။လီယောဖုန်းကလီယောင်ကိုဝင်းညင်စွမ်းရည်နဲ့ကျုံးကိုလှည့်ပတ်ပြီးစကင်ဖတ်နေတော့မှမီလုံးတစ်လုံးကောင်းငင်မှာပေါ်လာပါတယ်။ပေါ်လီနက်စစ်တီတော်တွေကသူမတီကိုရောက်နေပြီဆိုရင်အရာအလုံးပြောင်းလဲသွားပြီလို့အော်ဟစ်ပြီးအဲ့ဒီစီအလင်းစလိုပြေးသွားကြပါတယ်။အဖြူရောင်မီတောက်တွေနဲ့ဖုံးလွှမ်းနေတဲ့မျိုးသမီးတို့ကပြန်တန်းနေတဲ့ပလင်ပေါ်မှာထိုင်နေပြီးပေါ်လီနက်တွေကသူမကိုအကြီးကဲဖော်ရဲလို့ယူသေးတာခေါ်ဆိုကြပါတယ်။သူမကလက်ချောင်းတွေကိုချိုးလိုက်ပြီးသူတို့ရက်နေတဲ့မြေပြင်အပိုင်းစားကကျုံးကနေကွဲရက်ပြီးသူမစီပြန်ဝင်လာပါတယ်။
သူမကအနှစ်တစ်သောင်းသာဝေလုံးနှလုံးသားကိုသူယူသွားခဲ့ရတာလို့မေးပါတယ်သူကသူတို့စီကအနှစ်တစ်ထောင်သာဝေလုံးနှလုံးသားသုံးကိုထပ်ကိုးသွားတယ်လို့သူတို့ကပြောကြားကြပြီးသူမကကောင်လေးလို့ခေါ်ပြီးသူ့ကိုလက်ပြောင်းပေးဖို့ပြင်းရတဲ့အတန်နဲ့အမိန်ပေးလိုက်ပါတယ်သူပြစ်လွတ်လိုက်တဲ့ပိတ်ဆို့နေတဲ့တစ်ပင်တွေကိုသူမကလက်ချောင်းတွေကိုချိုးလိုက်ပြီးမီလုံးတစ်ခုနဲ့သူ့ကိုလွှင့်စင်တော့လှုပ်လိုက်ပြီးမီးရွေနဲ့မိုးရွာချလိုက်ကသူ့ကိုတိုက်ခိုက်ကြပါတယ်လီယိုဖုန်းကအတိအကျသာရှုံးနေပါတယ်လီယောင်ကဝမ်းသာနေပြီးအကြီးကဲဖော်ရဲ့လက်သီးတွေကစစ်နက်ဖျားအဆင့်ကိုကျော်လွန်နေပြီးမီးကိုထိန်းချုပ်နိုင်တာကြောင့်လီယောဖုန်းတည်သုံးရမှာတည်ကြတယ်လို့မှတ်ချက်ချပါတယ်သူမကလီယောဖုန်းကိုမီးရှိုးဖို့မီးတိုင်တစ်ခုကိုခေါ်လိုက်ပေမဲ့သူရှောင်ရှားဖို့မြောက်ကိုတူးဆင်းသွားပါတယ်သူမရဲ့နောက်ကျောကနေထွက်ပေါ်လာပြီးထပ်ပြီးတိုက်ခိုက်ကြပါတယ်။သူမကအသီးသီးသာသူနဲ့စော်ကစားနေပြီးသူမရဲ့ထွန်းတဲ့ကြတိုင်းကသူ့ကိုကြီးမားတဲ့နာကျင်မှုကိုဖြစ်စေပါတယ်။သူကသူမကိုဝေလုံးနှလုံးကိုပေးမလို့ဟန်ဆောင်ပေမဲ့သူဓာတ်တွေနဲ့ခိုးကြောင်ကိုတိုက်ခိုက်လိုက်ပါတယ်။သူမကတိုင်းချောင်းလုံးကိုကောက်ွယ်လိုက်ပေမဲ့အဲဒီလိုလုပ်ရင်သူ့ကိုလှုပ်ပေးလိုက်ပြီးသူနှလုံးသားနဲ့အတူထွက်ပြေးသွားကသူမကလိုက်လံတိုက်ခိုက်ပါတယ်။လီယိုဖုန်းဆက်ထုတ်လိုက်တဲ့အခါကေတလန်ကအကြီးကဲဖော်ရဲ့ကုန်းပေါ်မှာအလုံးအမြင်ပေးနိုင်ပေမဲ့သူမမှာတွန်းထိုးစရာခြေထောက်တွေမရှိတာကြောင့်ပြန်သားနှုံကအကန့်အသတ်ထားတယ်လို့ကြံတဲ့သူတွေကိုရှင်းပြပါတယ်။သူတို့ပြန်တန်းနေတော့လေတင်မောလေးဖြတ်သွားပြီးအကြီးကဲဖော်ရလေတင်မောပေါ်မှာအေးတောင်းနေတဲ့ရေခဲစစ်တီတော်နဲ့မျက်လုံးချင်းစုံလိုက်ပါတယ်။ရေခဲစစ်တီတော်ဟာစစ်သေးရင်မှုဇူရှိကအဆောင်ရှောက်ပေးတာဖြစ်ပါတယ်။သူတို့ဟာကျုံးရဲ့အရင်မြစ်တွေပေါ်ဘသူကပိုင်ဆိုင်ခွင့်ရှိရလဲဆိုတာကိုညှင်းခုန်ကြပြီးဖော်ရဲကတိုက်ခိုက်ဖို့အကြံပြုပါတယ်။ဘသူနိုင်လဲဆိုတာကကျုံးရဲ့အရင်မြစ်တွေကိုရရှိမှာဖြစ်ပါတယ်။စစ်သေးရင်မှုဇူရှိကသဘောတူပေမဲ့သူနဲ့သူမကတော့ပါဝင်ခြင်းမပြုဘဲဘေးကနေနေတဲ့နယ်လို့ပြောပါတယ်။သူကလည်းလီယိုဖုန်းကိုလည်းပါဝင်ခြင်းမပြုဖို့အမိန်ပေးလိုက်ပါတယ်လီယိုဖုန်းကသူတို့မှာအစွမ်းတက်တဲ့စစ်နက်ဖျား၄ယောက်ရှိနေကြကြောင်းစိုးရိမ်ကြောင်းပြောပေမဲ့ဇူရှိကရေခဲစစ်တီတော်ဟာသူတို့အတွက်လုံလောက်တာတဲ့ပိုပါတယ်လို့အာမခံလိုက်ပါတယ်ကဲဒါလေးကတော့ Solar Star ရဲ့အပိုင်း20ဖြစ်ပြီးတော့နောက်လာမယ့်အပိုင်း7ကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် subscribe လေးနေပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်